အားလုံးပဲမင်္ဂလာပါလွန်ခဲ့တဲ့ဆောင်းတော့ကကျွန်တော်ဆွစ်ဇာလန်မှာ Alice တောင်တန်းတွေစီကိုခရီးသွားခဲ့ပါတယ်ခရီးသွားရင်ကျွန်တော်ကအချက်ကြတယ်ဒါကြောင့်အလုံနာချင်းငွေကုန်တက်တက်တနဲ့အနားယူခရီးသွားဖို့လူနေတဲ့နေရာကိုရွေးပါတယ်ဆွစ်ဇာလန်မှာပြောတဲ့ဂျာမန်နဲ့ပြင်သစ်စကားတွေကိုအမေရိကန်ဖြစ်တဲ့ကျွန်တော်ကမပြောတတ်ဘူးလေကံကောင်းကျွန်တော်အိန္ဒိယလူမျိုးပိုင် BNB တက်ခုဆောင်တစ်ခုကိုရပါတယ်ဘာသာစကားပြဿနာလည်းလုံးဝမရှိဘူးဆိုတော့ခရီးသွားတွေအတွက်တိတ်ကိုအဆင်ပြေတဲ့ဘန်ဂလိုလေးတွေရှိတယ်အဆောင်ကလည်းတိတ်မွေးတဲ့နေရာမှာနေရမလို့လုံခြုံရေးစိတ်ချရပါတယ်ဒီခရီးမှာကျွန်တော်ပြောနေပါတယ်ဆွစ်ဇာလန်ကိုဟိုးရီကလေးကသွားချင်နေခဲ့တာပါတော်တော်ဝေးဝေးမှာကားမောင်းပြီးတော့နေရာလေးကိုရောက်တာမလို့ကျွန်တော်ပြောနေခဲ့ပါတယ်နေရာကအတော်လှပါတယ်မလန်းမကန်းတောင်ချိန်မှာတော့ဘန်ဂလိုလေးတွေကိုမြင်နေရတယ်နင်းတွေဖုံနေတဲ့ဘန်ဂလိုတွေရှိမှရေခဲနေတဲ့ကန်တကန်ရှိတယ်ကျွန်တော်နဲ့မနေ့ချင်းဆိုင်မှာတော့အင်ဂျီတစ်လုံးရှိနေပါတယ်ကျွန်တော်တို့အိမ်နှလုံးသားမှာရေခဲနေတဲ့ကန်ကြီးရှိရပေါ့ဗျာကားရလိုက်တာဘဝဖက်ဖိုက်လူတယောက်အိမ်ထဲကနေပြုံးပြီးထွက်လာတယ်ဒီလူကအဆောင်မှာကျွန်တော်သိလိုက်ပါတယ်နာမည်ပြောပြပြီးတော့အပြန်အလှန်နှုတ်ဆက်ကြတယ်ကျွန်တော်ရဲ့အဝတ်အိတ်ကိုတဲပေးပြီးတော့အိမ်ထဲကိုအဆောင်ကခေါ်သွားပါတယ်ကျွန်တော်နောက်ကလိုက်မယ်အကျန်တစ်ဖက်အိမ်ကပရင်ကိုဖြတ်ခနဲ့မြင်လိုက်ရတယ်ခဏတာပဲဆိုပေမဲ့လူတယောက်ကပရင်ခန်းစီကိုဆွဲပြီးတော့ထွက်သွားတာတွေ့လိုက်ရပါတယ်ကျွန်တော်ကားပေါ်ကစင်ကလေးကကြည်နေတာဖြစ်ရမယ်ကျွန်တော်ကိုပြောလိုက်တယ်အိမ်ကြီးချင်းလေးရေကြိုးစိုးပါတယ်ဘန်ဂလိုကအပြင်မဲမှာသာပုံမှန်ပေမဲ့အတွင်းပိုင်းကတော့အတော့ကိုချစ်စရာကောင်းပါတယ်။အဲကန်ထဲမှာရှီဒီဇိုင်းမိဖို့ကြီးရှိတယ်။အပေါ်ရက်ကိုတက်ဖို့ကြောင်လင်းတက်သားလီတကားနဲ့အိယာကလည်းဝါကွန်းတွေအပြည့်ထည့်ထားသလိုပဲမို့ကျွန်တော်ခုံပြီးတော့ခရီးပန်းသမျှပြည့်ချင်းစိတ်ပေါက်လာပါတယ်။စောင်းတွင်မနေ့ခင်မှာကော်ဖီပူနဲ့အပြည့်ရှုကဲကိုခန်းစားနိုင်ဖို့အိတ်ခမ်းနဲ့ဆက်နေတဲ့လာတာဆောင်တေးသေးလေးလေးရှိပါတယ်။ဒါကြောင့်ကျွန်တော်အထဲဝင်လိုက်တာနဲ့နေရာလေးကိုချစ်မိသွားတော့တာပါပဲ။အဆောင်ကတော်တော်ကိုသဘောကောင်းပါတယ်။မိဖို့ကိုမိမွေးပြီးတော့စားတောက်ကုန်တွေကိုလိုက်ပြတယ်။ကျွန်တော်နေတဲ့တော့အတွင်းတော့အရှမ်းပဲပါပဲ။ကျွန်တော်ကချက်ပြုတ်တာဝါသနာပါပါတယ်။ဒါကြောင့်လေလူနေဟိုတယ်တွေကိုသဘောကျတာပါ။ချောကလက်ပူပူနဲ့အတူကျွန်တော်ကိုအိမ်တော့တွေပေးပြီးတော့အဆောင်ကြီးကအိမ်ကိုအပ်ပါတယ်။ကျွန်တော်ကဆက်စုချင်းစိတ်နဲ့မေးလိုက်တယ်။တစ်ဖက်အိမ်မှာဘယ်သူနေတာလဲဗျ။အသက်60နီးပါးအဖိုးကြီးလို့ပြန်ဖြေပါတယ်။အဖိုးကြီးတယောက်တည်းဒီအိမ်မှာနေတာထူးဆန်းတယ်လို့ကျွန်တော်တွေးမိလိုက်တယ်။ဒါပေမဲ့လည်းကိုယ်လိုမဟုတ်ဘူးဆိုတော့ထားလိုက်ပါတော့ဆိုတဲ့စိတ်ပဲမွေးလိုက်ပါတယ်။အဆောင်ကြီးကကျွန်တော်ကိုနှုတ်ဆက်ပြီးတော့ပြန်သွားတယ်။ကျွန်တော်လည်းအိမ်ကိုတကားတော့ခတ်လိုက်တယ်။ရင်းနှီးနဲ့ရေချိုးလိုက်တော့စိတ်ပီစီတာတွေပျောက်သွားပါတယ်။ပြီးတော့ laptop နဲ့ secret တွေယူပြီးတော့အဲကန်းကိုဆင်းလာခဲ့တယ်။ whisky တစ်ခွက်နဲ့အတူမိဖို့ပေးထိုင်ပြီးတော့စောင်းပါရေးဖို့လုပ်တယ်။တနားရီလောက်လှုပ်ပြီးညစာစားတယ်။အိမ်ရဝင်တယ်။ပြမဲနေတာမို့ခေါင်းနဲ့ခေါင်းနဲ့ထိတာနဲ့အိပ်ပျော်သွားပါတော့တယ်။2 နာရီလောက်မှာတော့ဆူဆူညံ့ညံ့ကြားလို့နိုးလာတယ်။အိတ်ချင်မှုတူမို့ဘာတန်တွေလဲဆိုတာတော်တော်ချိန်ယူနားထောင်လိုက်ရပါတယ်။တေချာအယုံဆိုင်မှာကောင်မလေးတယောက်နဲ့ခွေးတကောင်ဟောင်းနေတဲ့တံမဲဖြစ်ပါတယ်။ဒီလိုနဲ့ရက်ပြီးတကားကိုသွားအပြည့်ထွက်ကြည့်ပေမဲ့ဘယ်သူမှမတွေ့ဘူး။ဒါကြောင့်ကျွန်တော်လည်းမူးပြီးအိမ်မက်မက်တာနေမှာပါဆိုပြီးတော့အိယာဘော်ကိုပြန်သွားအိတ်လိုက်ပါတယ်။နောက်တစ်နေ့နိုးလာတော့တောင်ကျကပို့ပြီးတော့တောင်နှင်းထူနေပါတယ်။မင်းညကနှင်းတော်ကြခဲ့တဲ့ပုံပါပဲ။ကော်ဖီတစ်ခွက်ပြောပြီးတော့လာတော်ဆောင်ဝရနာဘက်ကိုထွက်လာခဲ့တယ်။အနေငယ်တောက်ပြီးနောက်နှင်းဖုံးလက်တွေဘက်ကနေလူ2ယောက်3ယောက်ပြေးလာနေတာကိုကျွန်တော်တွေ့လိုက်ရတယ်။ကောင်မလေးတယောက်ကရေခဲနေတဲ့ကန်လေးကိုသူ့ခွေးလေးနဲ့အတူကစားဖို့လာတာပါခွေးလေးကစုပ်ဖွားလေးပါရေခဲပြင်ပေါ်ရောက်တော့ချော်ပြီးတော့ရှော့စီမလို့ဖြစ်သွားတယ်ခွေးလေးတွေကိုကြည့်ပြီးပြောနေတဲ့ကောင်မလေးကနေအောင်ကြည့်တန်းလေးကိုကြည်နူးရေးနေပါတယ်ဒီ2ယောက်ကစားနေတာကိုကျွန်တော်မြင်နေရတယ်ခွေးလေးကအော်ဟစ်ပြီးတော့ကောင်မလေးကိုလိုက်တယ်ကောင်မလေးကချစ်စရာကောင်းအောင်ရဲပြီးတော့ခွေးလေးလိုက်တာကိုရှောင်ပြေးနေပါတယ်ကျွန်တော်လည်းသူတို့နဲ့ကစားရင်ကောင်းမယ်လို့တွေးနေရင်တစ်ဖက်အိမ်ကိုကြည့်လိုက်တယ်တစ်ဖက်ရဲ့လာတာဆောင်မှာထိုင်းပြီးတော့အဝေးကြီးမြန်ပေါင်းနေတဲ့ကောင်မလေးတို့ကိုကြည့်နေတဲ့ထူးထူးဆန်းဆန်းဖိုးကြီးကိုမြင်လိုက်ရပါပြီ။တာမန်ကြီးလေးမြင်နေရတာကိုဘာလို့မှန်ပြောင်းနေကြည့်နေရတာပါလဲ။မျက်စိမုံလို့ဖြစ်နိုင်ပေမဲ့သူ့မျက်နှာပေါ်ကအကြည့်နဲ့တောကဖြစ်နေပုံကြောင့်ကျွန်တော်စိတ်ထဲမတင်မကျဖြစ်လာပါတယ်။ကျွန်တော်ကိုလည်းမြင်ရောမကောင်းမှုကိုလောက်တာလူမြင်သွားသလိုအမြန်ထပြီးတော့အိမ်ထဲကိုပြေးဝင်သွားတယ်။ဒီလူကြီးပုံကနည်းနည်းစိုးရိမ်စရာမလိုမိဘတွေလာခေါ်တဲ့အထိကလေးမလေးနဲ့ခွေးလေးကိုကျွန်တော်စောင့်ကြည့်ပေးနေလိုက်ပါတယ်။လာတာဆောင်ကနေနာမည်ဘလို့ခေါ်လဲကလေးလို့ကျွန်တော်လမ်းမေးခဲ့ပေမဲ့ကစားရင်ပြုံနေတဲ့ကလေးမလေးကမကြားခဲ့ပါဘူးကျွန်တော်လည်းသူတို့စီသွားမယ်ဆိုပြီးအောက်ဆင်လာတော့မရှိတော့ပါဘူးကျွန်တော်ကိုကြောက်ပြီးပြန်သွားတယ်မှတ်လို့ကျွန်တော်စိတ်မကောင်းတော့ဖြစ်မိပါသေးတယ်ဒါပေမဲ့ဟိုဘက်ကအဖိုးကြီးကတော့ကျွန်တော်သိပြီးသဘောမကျချင်ပါဘူးနောက်ရက်တွေကောင်မလေးနဲ့သူခွေလာကစားတိုင်းကျွန်တော်ကြည့်ပေးခဲ့ပါတယ်ကောင်မလေးနဲ့အတူတခြားကလေးတွေလည်းတစ်ခါမှပါမလာသလိုအဖိုးကြီးကလည်းအမြဲတမ်းမှန်မြောင်းနဲ့ကြည့်နေခဲ့ပါတယ်တပတ်ကုန်သွားတော့ကျွန်တော်အဖိုးကြီးရဲ့ပုံစံနဲ့ပတ်သက်လို့တွားပြောမယ်လို့ဆုံးဖြတ်ခဲ့တယ်အဲ့လိုမပြောခင်မှာပဲကျွန်တော်တဘွားလုံးပြောင်းလဲသွားစီမယ်အဖြစ်မျိုးနဲ့ကြုံလိုက်ရပါတော့တယ်။အေးဆုံးဆောင်ပြတညာဖြစ်ပြီးတော့အပြစ်ဘက်မှာလည်းနှင်းကအပြင်းထန်ကြနေပါတယ်။ကျွန်တော်ပြင်းနေတယ်လို့ချစ်စရာကောင်းတဲ့ကောင်မလေးနဲ့ခွေးလေးကိုလည်းဒီနေ့မတွေ့ရဘူးလေ။သူ့မိဘတွေအပြင်ကိုမလွတ်တော့ဘူးထင်ပါရဲ့။
ပြောရရင်သူတို့အဲ့ဒီရေကန်မှာကစားကြတာကိုကျွန်တော်သိစိတ်မချပါဘူးရေကန်ကနေရာတိုင်းခဲနေပေမဲ့ရေခဲတွေကထူမနေကြဘူးလေဒါကြောင့်သူတို့လာကစားတိုင်းကျွန်တော်စောင့်ကြည့်ပေးနေခဲ့ပါတယ်သူမိပါရယ်ဝီတီယာမကြည်တာကိုတွေးမိပြီးတော့ကျွန်တော်စိတ်တိုးလာတယ်အဲ့ဒီညကျွန်တော်အတော့များပြီးတော့ထိုင်ကုန်ဆိုပါပေါ်မှာပဲအိပ်ပျော်သွားတယ်မနက်3 နာရီကြီးကလေးမလေးရဲ့ရေတန်းနဲ့ခွေးဟောင်တန်းတွေကိုအိမ်တကားကနေဖြတ်ပြီးတော့ကြားလိုက်ရတယ်ဒီချိန်ကြီးသူတို့ဘာလုပ်နေကြတာပါလဲအပြင်ကိုပရင်းကနေကျွန်တော်ထွက်ကြည့်လိုက်တော့ကောင်မလေးကရေခဲစကိတ်စီးပြီးတော့နင်းတွေကျနေတဲ့ကြားတွေကခွေးလေးနဲ့ကစားနေပါတယ်ခွေးလေးကတော့ဘေးမှာခုံပေါက်နေတယ်ကျွန်တော်ကလှန့်អော်လိုက်တယ်ဒီချိန်ကြီးအပြင်မထွက်သင့်ဘူးနော်ဒီလောက်ရာသီတို့ကျန်းနေတာမင်းတို့အိမ်ပြင်ထွက်လာတာကိုမိဘတွေမသိကြဘူးလားခါတိုင်းလိုပဲကျွန်တော်ပြောတာကိုအရေးမလုပ်ကြပါဘူးကျွန်တော်လည်းရုတ်တရက်တစ်ဖက်အိမ်ကိုကြည့်လိုက်မိတယ်အဖိုးကြီးကဓမီကိုကိုင်းပြီးတော့ကလေးမလေးစီကိုအားကုန်ပြေးလာတာကိုတွေးလိုက်ရတယ်ဟာဒီဖိုးကြီးဒီရာသီတို့ထဲမှာကလေးမလေးကိုဖမ်းဖို့စူးစမ်းနေတာပဲကျွန်တော်စိတ်တူပြီးတော့ဖက်နဲ့မပါပဲညအိမ်ဝတ်ဆောင်တဲ့အပြင်ကိုပြေးထွက်တယ်ပြီးတော့အဖိုးကြီးစီကိုသွားတယ်ကျွန်တော်လည်းရေကန်စီရောက်ရောကလေးမလေးကရေခဲမြင့်တဲ့ပြင်ပေါ်နောက်ဆုံးတစ်ခါခုံးလိုက်ပြီးတော့ရေခဲကွဲအတန်ကြီးပေါ်လာပါတယ်အဲ့ဒီရေခွဲကွဲအတန်နဲ့အတူရေစင်တန်တွေထွက်လာပြီးတော့အော်တန်ကတဖြည်းဖြည်းပျောက်ကွယ်သွားတယ်ခွေးလေးကလည်းဟောင်းနေမကြခင်တော့ခွေးလေးရောကလေးမလေးပါအေးခဲနေတဲ့ရေတွေရှိနေတဲ့ရေကန်ထဲကိုနင်းမြုပ်သွားပါတော့တယ်အဖိုးကြီးကငိုကြွေးတဲ့နဲ့အော်တယ်တော်ပါတော့ကက်တီရဲ့ငါအမကိုငါပြန်ပြီးတော့ခဏခဏမြင်ရအောင်လားမပြပါနဲ့တော့သမီးရဲ့ဖေဖေကိုမနှိမ့်ဆက်ပါနေတော့နော်မြေပေါ်ကိုမှောက်မျက်နှာကိုဖုံးပြီးတော့ငိုပါတော့တယ်ကျုပ်တို့ကဲမပြမယ်ဒုက္ခပါပဲသူတို့ရေနစ်နေပြီကျွန်တော်ရေထဲခုန်ဆင်းမဲ့အလို့အဖိုးကြီးကလှမ်းပြောတယ်မလုံးနဲ့မင်းမကယ်နိုင်ဘူးဘာမကယ်နိုင်ရမှာလဲသူတို့တွေတည်သွားတာ25နှစ်ရှိပြီမောင်မတ်ဒီလာပြောနေတာမလို့ကျွန်တော်ပိတ်ရောပြဖို့ပြင်နေတော့တခိခိရေတန်းကြားလိုက်ရတယ်ရေကန်ကိုကျွန်တော်ပြန်ပြီးကြည့်လိုက်တော့ကလေးမလေးနဲ့ခွေးလေးတို့ကမ်းပေါ်မှာကစားနေကြတာကိုတွေးလိုက်ရတယ်ခုနကပုံစံပါပဲဒါပေမဲ့သူတို့ရဲ့ကိုယ်ကတစ်ဖက်ကိုဖောက်မြင်နိုင်နေသလိုပါပဲကောင်မလေးကခွေးကိုကောက်ကြည့်ပြီးတော့ပထမဆုံးအချိန်ဖြစ်ကျွန်တော်ရဲ့မျက်လုံးကိုကြည့်တယ်မျက်လုံးရဲ့ကြည့်ကလည်းမျက်လုံးတွေမရှိပါဘူးသူ့ရဲ့ခွေးလေးကလည်းအဲ့ဒီအတိုင်းပါပဲကောင်မလေးကနောက်တစ်ခါထပ်ပြီးတော့ရည်တယ်ပြီးတော့ပျောက်ကွယ်သွားတယ်ကျွန်တော်အဲ့ဒီနောက်ပိုင်းပါဆက်ဖြစ်လည်းမသိတော့ပါဘူးမိနေသွားတာဖြစ်နိုင်ပါတယ်မနေ့ကျတော့ဒီကုလုံးနာချင်းကြိုက်ခဲ့ပြီးတော့ကျွန်တော်နိုးလာတယ်အဖိုးကြီးကကျွန်တော်ရဲ့ဘေးမှာအဆောင်နဲ့တူတူထိုင်နေပါတယ်ကောင်မလေးကဘာတူလဲမနေ့ကဘာရီဖြစ်ကြတာလဲလို့ကျွန်တော်မေးတော့အဖိုးကြီးကမျက်ရည်တွေတုပ်ပြီးဖြေပါတယ်ဒါကဘာရဲ့သမီးကက်သရင်းကက်တီလို့ခေါ်နေကြအဲ့တုန်းကသူ့ရဲ့တက်က9နှစ်လေစားရသည်တိုင်းအိမ်ထဲကထွက်ပြီးတော့သူ့ခွေးလေးကက်စပါနဲ့တူတူကစားတယ်ညပြပြတွေကိုကြည့်ပြီးတော့ပျော်ရွှင်ရေမောနေတာကိုအဖိုးအခုထိမြင်အောင်နေတော့မယ်တညမိမနဲ့ခန်းထဲမှာငါအိပ်ပျော်နေခဲ့တယ်မူးနေတဲ့ငါကတကားမကြီးကိုပိတ်ဖို့မေ့နေခဲ့တယ်ကတိကနှင်းကြတာကိုမြင်ပြီးတော့နိုးလာတဲ့ပုံပါပဲဒါကြောင့်ဘယ်သူမှမသိခင်သူ့ရဲ့ခွေးလေးကိုခေါ်ပြီးတော့အပြင်းထွက်ကစားတယ်ရေကောင်မှာကစားနေတော့ရေခဲတွေကိုယ်အပ်သွားတယ်ပြီးတော့ရေခဲတမျှအေးနေတဲ့ရေထဲမှာသူတို့လေတွေကျသွားခဲ့တယ်အော်တန်ကြတာနဲ့ငါချက်ချင်းပြေးပြီးတော့ရေခဲတွေကိုခုန်ဆင်းတယ်သူတို့ကိုရှာတယ်ဒါပေမဲ့သူ့ရဲ့ကိုယ်လုံးတေးသေးလေးတွေကိုအဲ့ဒီမကောင်းဆိုးဝါးရေကန်ကြီးထဲမှာလုံးဝရှာလို့မတွေ့ခဲ့ပါဘူးသမီးတည်သွားပြီးတဲ့နောက်အယူတစ်ပိုက်ဖြစ်သွားတဲ့ငါမိမကမခံစားနိုင်တဲ့အစုံကိုအစုံစီရင်သွားတယ်ဒါပေမဲ့ကတိကတော့အမြဲတမ်းပြန်လာတယ်နှင်းတွေအကြီးကျယ်ကြတယ်ငါရဲ့တောင်းဝမတင်မှုငါအမကသူ့ကိုတေးစီခဲ့တယ်ဆိုတာကိုငါပြန်အမှတ်ရအောင်သူပြန်လာခဲ့တယ်ကျွန်တော်ဒီဇလန်ကိုဘလို့တုံ့ပြန်ရမယ်မသိပါဘူးစိတ်မကောင်းပဲဖြူရနေတဲ့မျက်နှာတွေသာထိုင်နေမိပါတယ်ဖြစ်ကောဖြစ်နိုင်ရဲ့လားလူတွေထက်ခါပြန်လာနေတယ်တဲ့နောက်ဘဝဆိုတာရောတကယ်ရှိရဲ့လားဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ like လုပ်ပေးပြီးတော့ကျမတို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်